ပိုင်းမြိုင်လည်းဥယျာဉ်ကောင်းဆုံးအမျိုးသမီးဆက်ဖို့ဆိုရတော့ခိုင်နှင်းဝေဖြစ်ပါရှင်နေပြိုအောင်2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုမောက်မိဖေရပါရှင်ရတနာဘုံဖြစ်ပါတယ်2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုနာမည်နှလုံးမြင့်မြတ်ဖြစ်ပါတယ်ခင်ဗျာ